အားလုံးပဲမင်္ဂလာပါ internet ကနေပဲကြိုလိုက်ပါတယ်ကျွန်တော်ဒီပြပြပေးသွားမယ့်အကြောင်းအရာကတော့ Hugh Remain ရဲ့တကယ်ရည်ရွယ်ချက်ကဘာလဲဆိုတဲ့ကိစ္စကိုပြပြပေးသွားမှာဖြစ်ပါတယ် Hugh Remain က season 1 final episode မှာ Loki ကိုသူကိုယ်တိုင်ပဲငါအရင်ပင်ပန်းနေပြီးဒီလောက်ကိုညှင်းဝင်နေပြီဆိုပြီးတော့ဖွင့်ရပြောဆိုခဲ့ပါတယ် Hugh Remain ကတတန်းအပြင်နှစ်ပေါင်းများစွာကြာအောင်အဲ့ဒီနေရာမှာပဲရှင်းသလာခဲ့တာဖြစ်ပြီး Secret Highline ကိုထိန်းသိမ်းဖို့နဲ့မလူလားတဲ့ variant တွေကို pro လုပ်ဖို့အတွက်အဲ့ဒီနေရာမှာပဲအမြဲအလုပ်လုပ်နေခဲ့တာဖြစ်ပါတယ် အဲ့ဒါကြောင့်သူကဒီနေရာကနေအနားယူဖို့အတွက်သူ့နေရာကိုဆက်ခံဖို့ Loki သူ့နားကိုရောက်လာအောင် script ကိုရည်ရွယ်ချက်ရှိရေးခဲ့တာပဲဖြစ်ပါတယ် Hugh Remain ရေးထားတဲ့ script ကတော့ Loki နဲ့ Sylvie ကသူ့ရဲ့နားကိုရောက်လာမယ်ပြီးတော့ Sylvie ကသူ့ကိုတပ်ပလိုက်မယ်အဲ့မှာမရေမတွက်နိုင်တဲ့ branch timeline တွေအများကြီးခွဲထွက်လာပြီးတော့ TVA ကလည်းစတင်ပြည့်စည်လာမယ့်အခြေအနေဖြစ်လာခဲ့ပါတယ်အဲ့ဒါနဲ့ Loki ကို TVA ပြန်တည်ဆောက်ခိုင်းဖို့ဆိုပြီး time slip ဖြစ်အောင်လုပ်ထားလိုက်ပါတယ် Loki ကအတိတ်က TVA ကိုရောက်သွားခဲ့ပြီး OB နဲ့တွေ့မယ်ပြစ်စုံပွဲမှာသူ့ကိုသူပြန် pro မိအောင်လုပ်မယ်ပြီးတော့ Vita Tiny ကိုသွားချမယ်သူတို့ temporary လုံးကိုပြင်ဖို့ကြိုးစားမယ်နောက်ဆုံးမရတဲ့အဆုံးမှာအဲ့ဒီကနေတစင်လုံးကြီးကပေါက်ကွဲလို့နှီးပါဖြစ်သွားတဲ့အချိန်မှာ Loki တယောက် Hugh Remain ရှိတဲ့နေရာကိုပြန်ရောက်လာပြီးတော့သူနဲ့လာဆွေးနွေးမယ်ဆိုပြီးတော့ကွက်တီရေးဆွဲခဲ့တာဖြစ်ပါတယ် Hugh Remain ရေးထားတဲ့ script ရဲ့အဆုံးသတ်ပန်းနိုင်က Loki ကိုစိတ်ပြက်လက်ပြက်ဖြစ်သွားအောင်လုပ်ဖို့ပဲဖြစ်ပါတယ်မင်း temporary လုံးကြီးကိုဘလို့ပြပြမရဘူးမင်းအတငယ်ချင်းတွေကိုကယ်နေဖို့ဆိုရင် Sylvie ကိုတက်ပြီး Secret Highline ကိုပဲပြန်ထိန်းသိမ်းမလားဒါမှမဟုတ်အကုန်လုံးလူပျက်စီးမလားဆိုတဲ့လမ်းတစ်ခွကိုရောက်အောင် Loki ကိုအကြက်ကင်ဖို့ဒီအကြောင်းအရာကိုဖန်တီးခဲ့တာဖြစ်ပါတယ် Hugh Remain က Loki ရော Sylvie ရောသူ့အကွက်ထဲကနေလုံးဝယုံမထွက်နိုင်ဘူးဆိုပြီးတော့ယာလုံးမြေယုံကြည်ထားပါတယ် Loki ကသူ့နေရာကိုဆက်ခံရင်လည်းသူနိုင်တယ် Sylvie ကသူ့ကိုတက်ပြီး timeline တွေပေါက်ကွဲသွားရင်လည်း Vita Tiny ကနေတစင်အစားကနေလူပြန်ဖြစ်ပြီးတော့သူပဲပြန်ရှင်လာတာမဟုတ်လို့သူနိုင်မယ်လို့တွက်ထားတာပဲဖြစ်ပါတယ်လက်ပြောရရင် Hugh Remain ကမင်းတို့ဘယ်လန်းကိုပဲယူရင်ငါပဲနိုင်မှာဆိုတဲ့ယုံကြည်ချက်ကြောင့် Loki သူ့စီရအောင်တမင်ဖန်တီးခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်အဲ့ဒီမှာမေးစရာတစ်ခုရှိတာက Hugh Remain က Loki ကိုအဲ့လိုရွေးချယ်ခွင့်မပေးပဲတခါတည်းသူ့နေရာကိုဆက်ခံအောင် script ရေးထားလို့မရဘူးလားဆိုတဲ့မေးခွန်းပါပဲ Hugh Remain ကအကုန်လုံးကိုကြိုးကနိုင်ရင် Loki သူ့နေရာကိုအလိုလိုဝင်ထိုင်လာအောင် script ထဲမှာပဲအပိုင်းရေးထားလိုက်ရုံပဲဟာဘာလို့လမ်းတစ်ခွပေးပြီးတော့ရွေးချယ်ခိုင်းနေရလဲဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်အဲ့လိုအလိုလိုမရတဲ့အကြောင်းအရာတွေကပထမဆုံးတစ်ချက်ကလူတွေရဲ့ရွေးချယ်မှုကို script ရေးလို့မရအောင်ဆိုတဲ့ကိစ္စပါပဲ Hugh Remain ရဲ့ script ကလူတွေရဲ့အခြေအနေဖြစ်ရတွေနဲ့ပတ်ဝန်းကျင်တွေကိုပဲကြိုးကန်လို့ရတာပဲဖြစ်ပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင် Loki ကိုဘယ်အချိန်မှာဘယ်နေရာကိုပို့မလဲဘယ်သူတွေနဲ့ပေးတွေ့မလဲဆိုတာမျိုးကိုပဲစီစဉ်လို့ရတာဖြစ်ပါတယ်လူတယောက်ရွေးချယ်မှုကိုတော့စက်ရောက်တစ်ခုလို program သွင်းထားပြီးတော့ရွေးချယ်ခိုင်းလို့မရပါဘူးသူကအဲ့လူတယောက်ကိုသူဖြစ်စေချင်တဲ့ဟာကိုရွေးချယ်အောင်အဲ့လူရဲ့ပတ်ဝန်းကျင်ကအရာတွေကိုပဲလိုက်လံပြောင်းလဲလို့ရတာဖြစ်ပါတယ်ကျွန်တော်တို့အခုဒီ Loki ဖြစ်စင်မှာဆိုလို့ရှိရင်လည်း Loki နေနဲ့သူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ပဲ Hugh Remain ရဲ့နေရာကိုဝင်ယူအောင် time slip ဖြစ်တာတွေ OB နဲ့တွေ့ခိုင်းတာတွေစတဲ့အဲ့လိုဘေးပတ်ဝန်းကျင်ကအကြောင်းအရာတွေကိုပြင်ပြီးတော့ပဲဖိအားပေးလို့ရတာပဲဖြစ်ပါတယ်အဲ့လိုလွတ်လပ်စွာရေးချယ်ခွင့်ပေးထားတာကလည်း Hugh Remain ရဲ့စနစ်ထက်ကတခုတည်းသောဟာကွက်ဖြစ်နေတာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်ပြောခဲ့သလိုပဲ Loki သူ့လူလိုသဘောတူအောင်လုပ်ဖို့လိုအပ်လို့ပဲဖြစ်ပါတယ်ကျွန်တော် Hugh Remain ရဲ့နေရာကိုဆက်ခံဖို့ဆိုတာအတင်းအားဓမ္မထိုင်ခိုင်းလို့ရတဲ့အလုပ်မျိုးမဟုတ်ပါဘူးအချိန်ရဲ့အဆုံးသတ်မှာအထီးကျန်မှုတွေကိုခံနိုင်ရှိဖို့နဲ့စကြဝဠာကြီးကိုထိန်းချုပ်ဖို့ဆိုတာ Loki ကိုယ်တိုင်ကငါဒီနေရာမှာထိုင်မှဖြစ်တော့မယ်ဆိုပြီးတော့သဘောတူညီသေးရှိမှရမှာပဲဖြစ်ပါတယ်အဲ့ဒါကြောင့် Hugh Remain က Sylvie ကိုတတ်မလားအကုန်လုံးသိမလားဆိုတဲ့လက်နှစ်ခုကိုပေးပြီး Loki ကိုစိတ်ပိုင်းဆိုင်ရာအရာအကြိုင်ခဲ့တာပဲဖြစ်ပါတယ်နောက်ဆုံးမှာတော့ Loki ကစိတ်ပြက်လက်ပြက်နဲ့သူ့အကွက်ထဲကိုကွက်တီဝင်လာမယ်လို့တွေးထားတာပဲဖြစ်ပါတယ်အနှစ်ချုပ်ပြောရမယ်ဆိုလို့ရှိရင် Hugh Remain ကသူဒီနေရာကနေအနားယူနေတာကြောင့် Loki ကိုသူနားရအောင်ရွေးချက်ရှိဖန်တီးခဲ့ပြီးသူ့နေရာကိုဆက်ခံလာအောင်သေချာစီစဉ်ခဲ့တာပဲဖြစ်ပါတယ် Hugh Remain ကဘေးဘဝဝင်ခြင်းကအဖြစ်အပျက်တွေကိုပဲ script ရေးနိုင်ခဲ့ပြီးတော့ Loki ရဲ့ရွေးချယ်မှုကိုတော့ကြိုပြီးတော့ script ရေးလို့မရပါဘူးအဲ့ဒါကြောင့်လည်း Loki က Hugh Remain ပေးထားတဲ့ရွေးချယ်မှုတွေကိုရွေးချယ်ပဲကိုယ်ပိုင်လမ်းသစ်တစ်ခုကိုထိုးပေါက်ခဲ့ပြီး Hugh Remain ကိုသူ့ရဲ့ script နဲ့ပဲသူ့ကိုသူပြန်ပြီးတော့ရှုံးနေခဲ့တာပဲဖြစ်ပါတယ်အားလုံးပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာ Loki ဘာလို့အချိန်ကိုထိန်းချုပ်သွားနိုင်တာလဲဆိုတဲ့ဗီဒီယိုနဲ့အတူပြန်လာခဲ့ပါမယ်ကျွန်တော်ဆွေးနွေးခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်လို့ညီကိုတို့ရဲ့ကိုယ်ပိုင်ထင်မြင်ချက်ရှိလို့ရှိရင်လည်း comment မှာဝင်ရောက်ဆွေးနွေးကြလို့ရပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်